ဘာမဆိုအသက်ရောက်ထားတဲ့ party speaker မိုက်စားလေးနဲ့မိတ်ဆက်ပေးမယ် party speaker ဆိုပေမဲ့ဒီကောင်းဆိုင်လေးကအသေးရထင်ရပါမယ် quality အရန်ကောင်းတယ်80 watt ထွက်တာဆိုတော့အားလည်းအရန်ပြင်းတယ်ဒီ speaker လေးကိုဘယ်လိုမျိုးသုံးလို့ရတယ်ဆိုတာကျွန်တော်ပြပေးမယ်အပေါ်မှာဆိုရင် speaker တစ်ခုမှာပါတဲ့ function တွေအကုန်လုံးလည်းပါတယ်သုံးမယ်ဆိုရင် power clock လေးကို30 လောက်ဖိထားပေးအောင်လည်း power ပွင့်လာမယ် LED လည်းပါတယ်ဒီကောက်မှာထူးခြားတာတစ်ခုကတခြား speaker တွေလို့မဟုတ်ဘူး mod 3မျိုးပါတယ် FM မို့လည်းချိန်လို့ရတယ် Bluetooth မို့လည်းချိန်လို့ရတယ်ဒါမှမဟုတ် stick တွေပါစိုက်ပြီးတော့ဖွင့်မယ်ဆိုရင်လည်းရတယ်ဒီမှာသူ့ display မှာအခုပြထားတာ Bluetooth မို့အဲ့ Bluetooth မို့ကိုချိန်မယ်ဆိုရင်ဒီ mod clock လေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်အခုဆိုရင်သူက line ပေါ့ပြီးသွားရင်နောက်တစ်ခုဆိုရင်တော့ FM ဘက်ကိုရောက်သွားမယ်ဒါတွေကိုလည်းချိန်ကြည့်လို့ရမယ်အခုကျွန်တော် Bluetooth လေးနဲ့ပဲအတန်ဘယ်လောက်ထိကောင်းလဲဆိုတာကျွန်တော်စမ်းပြပေးမယ် Bluetooth ချိန်မယ်ဆိုရင် mod မှာ Bluetooth မှုရအောင်ပြောင်းပေးထားရမယ်ပြီးသွားရင်ဖုန်းမှာ Bluetooth လေးကို online မယ်ပြီးသွားရင်တော့ဒီကောင်ရဲ့နာမည် product model Melo 100ပေါ့ Melo 100လေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီကောင်လေးခဏနေချိန်သွားလိမ့်မယ်အတန်ဘယ်လောက်ထိကောင်းလဲဆိုတာကျွန်တော်တချင်းလေးဖွင့်ပြီးတော့စမ်းပြပေးမယ်ဒါ volume 50% ပဲရှိသေးတယ်ဒီထက်ကိုပိုဆက်ပြီးတော့ထပ်တင်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီစိုင်းဖွတ်ထော်မှာဆိုလို့ကျွန်တော်မတင်သေးဘူး 50% လေးနဲ့ပဲအရင်ပြပေးမယ် triple clock လေးလည်းပါတယ်ဒီကောင်လေးလည်းဖွင့်ကြည့်လို့ရတယ် Okay bass လေးကိုကျွန်တော်စမ်းပြပေးမယ်ဒီဘက်က3ခုကကြတော့ microphone နဲ့ဆက်လက်ပြီးတော့သွားရမှာဒီမှာဆိုရင်ဒါဆို play နဲ့ pause နဲ့ဒါလေးနဲ့လိုက်မယ်ဆိုရင်သူက pause လည်းကင်တယ်ပြန်နှိပ်မယ်ဆိုရင် play လည်းဖြုတ်ရမယ်ဒီဟာကြတော့နောက်ကိုပြန်ရစ်တာဟာဒါရှိပြန်သွားဟာဒါအကုန်လုံးနှိပ်လို့ရတယ်ဟို recording လည်းဖမ်းလို့ရတယ် LED ကိုလည်းအရှောင်းတွေအများကြီးချိန်လို့ရတယ်ဒါဆိုအရောင် design တွေ color အမျိုးမျိုးချိန်သွားမယ်ပြီးသွားရင်ဒီကောင်လေးမှာဘာပိုပါသေးလဲဆိုရင်မိုက်လေးနှလုံးမှာပါသေးတယ်မိုက်နှလုံးလုံးကလည်း quality ကောင်းတယ်ကျွန်တော်စမ်းပြပေးမယ်မိုက်လေးကိုဒါလေးကို20လောက်ဖိထားလိုက်မယ်ဆိုရင်မိုက်လေးပွင့်လာမယ် hello အခုဆိုကျွန်တော်မိုက်တန်နည်းနည်းလေးပဲထားထားရသေးတယ်ဒီမှာ 50% ပေါ့အခုဆို 50% မိုက်ကိုဘယ်လိုမျိုးထိသုံးလို့ရလဲဆိုရင်ဒါကတော့မိုက်ရော speaker ကိုဖွင့်ပြီးတော့ karaoke ဆိုရင်လည်းလို့အတွက်လုံးဝကွက်တီပဲအဲ့မှာမဟုတ်ဘူးပွဲတွေပိုင်းမှာ presentation ပေးမယ်တချင်းဖွင့်ထားနေပြီးတော့ကိုကစကားတက်ပြောမယ် presentation ပေးတဲ့ခါကျရင်တချင်းတန်ပျောက်သွားပြီးတော့ဒီမိုက်တန်ပဲပါအောင်လို့ဆိုရင်ဒီ mic pre ဆိုရဲဒီ PRI ဆိုရဲ cloud လေးကိုနှိပ်ပေးလို့ရတယ်ဒီ cloud လေးကိုနှိပ်ထားလိုက်မယ်ဆိုရင်ကျွန်တော်စကားပြောတာနဲ့ဒီတချင်းတန်ပျောက်သွားမယ်စကားတန်ပဲဆက်ပြီးသွားနေမယ်စကားပြောတာကိုရပ်လိုက်တဲ့ခါကျမှတချင်းတန်တဖြည်းဖြည်းနဲ့ပြန်ပြီးထွက်လာမယ်ကျွန်တော်အခုစကားပြောတာကိုရပ်လိုက်မယ်hello မိုက်တန်ကလည်းကျွန်တော်တခြားနားထောင်ကြည့်မယ်ဆိုရင်အတန်တော်တော်ကြီးရဲ့ထဲမှာပါတယ်ပြောလို့ကလည်းအဆင်ပြေတယ်ပြောရရင်ဘာဖြစ်လဲဆိုတော့ဒီ echo တွေပါလည်းထည့်လို့ရတယ် hello ဒါ echo ကျွန်တော်ပြသုံးထားရပြီဒီမှာဆိုရင်လည်း mic က extra တစ်ပေါက်ပါတယ်ပြီးရင် guitar တစ်ပေါက်လည်းပါတယ်ဂီတာအတန်တို့ချက်ရဒီမှာချိန်လို့လည်းရတယ်ဒီမှာဆိုရင်အားသွင်းတဲ့ DC 9 volt ပေါက်လေးပါမယ် audio jack လေးလည်းပါမယ် audio jack လေးကကြတော့ PC ဘိုင်းမှာ Bluetooth ဘိုင်းမှာပါတဲ့ခါကျရင် audio jack တွေတွဲပြီးတော့သချင်းတွေဘိုင်းလည်းဖွင့်လို့ရတယ်ဥပမာ TV ဘိုင်းဆိုလည်းဒါလေးနဲ့ချိန်ပြီးဖွင့်လို့ရတယ် micro SD ကလည်းထည့်ပြီးသုံးလို့ရတယ် USB လည်းသုံးလို့ရတယ်ဒီကောင်တွေကို still လေးစိုက်ပြီးသွားရင် recording ဖွင့်ပြီးတော့ကျွန်တော်သချင်းတွေဘိုင်းဆိုရင်လည်းသချင်းတွေဘိုင်းအကုန်လုံး recording ဖမ်းပေးထားလို့ရတယ်ဒီ Bluetooth box လေးကနောက်ထပ်ပါထူးခြားလေးလဲဆိုတော့ဒီ mic နှလုံးပါတဲ့အပြင်မှာ remote လေးလည်းပါတယ်remote လေးမှာလည်း function တွေကအစုံပါတယ် cloud တွေအကုန်လုံးပါတယ်ချက်စမ်းပြပေးမယ်တကယ်လို့ကျွန်တော်တို့ဒီ remote မှာ power clock လေးကိုနှိပ်လိုက်မယ်ဆိုရင်ခေါင်းလေးက power ပိတ်သွားမယ်ပြန်ဖွင့်မယ်ဆိုရင်လည်း power clock နှိပ်လိုက် power ပြန်ပွင့်လာမယ်အဝေးကနေပြီးတော့လမ်းပြီးတော့ control လုပ်လို့ရတယ် remote လေးထည့်ပေးထားတာပေါ့နော်ဒီ mic နှလုံးရော remote လေးရောဒီ bluetooth box လေးနဲ့အတူ extra ထပ်ထည့်ပေးထားတာပါတခဲလေးဝယ်ပြီးတော့ဒီထဲမှာထည့်ပြီးတော့သုံးရုံပါပဲအပိုထပ်ပြီးတော့ဝယ်စရာမလိုပါဘူးနောက်နေ့မှာလည်းကျွန်တော်တို့တချင်းလေးဆိုပြီးတော့ karaoke version လေးနဲ့ mic လေးကိုစမ်းဝပေးဖို့ရှိပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ